Ole keti channel panina athakina walking elama American tele or Thai te pen pangkhomina kolgam sunga migilo tele buchomo chimi online ta te manding chi thuthang ngom kiaw mokina tua ngai sungni na tua maina hite en supang masani mo thao toy ten jong nuam satul tul sale ta lui la ta pasa sa ka mai na pianina jang mai ya ma ta lui la ka ri bono gim ngoi tak takin chemo thao toy chi khong pen bai het ke wa ke ma sa ka hi mu pen sen gama hena le ya bolu azo tung pian hena agin lo lai tak wa kigin lo lai tak wa abulam anol langlam lui langlam cinema tuang kichim mai manena sianalian pitung hi chiu hi hangin belai le asi aliam chidan bang ma lowina hi kim lampi pen ki khak pa phothi chiu hi ole US le American ichi mo American le Thai te pangkhomina kolgam sunga migilo te pol khalle amawi man no pol khalle mino lai tate manding ina thugen na nei china ya call media kharina genai manna ngai su khom di ne lama ke American ကတော့မနေ့ကပဲချိန်ညာတယ်ဒီကနေ့ဖမ်းဖို့အတွက်လှုံ့ဆော်နေပါပြီ American ဟာထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့စောချစ်သူတို့ကြားဖြန့်ခေါင်းဆောင်ဖွဲ့နဲ့မယောင်းလိုက်ရသားနဲ့သမီးကိုကြားဖြန့်ခေါင်းဆောင်နေနဲ့ဖမ်းဖို့အတွက်တကယ်လှုပ်ပြီးပြနော်တကယ်ကိုလှုပ်ဆောင်နေပြီဖြစ်ပါတယ်လက်ရှိထိုင်းနိုင်ငံမှာမြန်မာကကြားဖြန့်ငွေလင်ဂိမ်းတွေကိုတိုက်ဖြတ်ဖို့အတွက် American ထောက်လိုက်ရေး agent တွေကိုထိုင်းနိုင်ငံအထိစေလွတ်ပြီးတော့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်းကြားသိရပါတယ်နော်ဆိုတော့အမှန်မှာဆိုရင်3-4နိုင်ငံရှိရဗျာကြားဖြန့်နှင်းမဲ့နိုင်ငံတွေကဒါပေမဲ့ American ကအထူးနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့တခြားနိုင်ငံတွေအထက်ကိုမှပုံမူပြီးတော့ကိုကြားဖြတ်တွေကများပြားနေတာဖြစ်တဲ့အတွက်ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဒီကောင်တွေကိုဖမ်းဆီးဖို့တကယ်ကိုလှုံ့ဆော်နေပြီဖြစ်တယ်မနေ့ကဆိုရင်လည်းပဲ DKBA ကတော့တာဝန်ရှိသူဗိုလ်ချုပ်တွေကတော့ငိုယိုပြနေအမေရိကန်နိုင်ငံကနိုင်ငံကြီးဆိုတော့သူတို့လှုပ်လက်ခံရမှာပေါ့ငါတို့ကပဲအသက်နိုင်မလဲဆိုတော့အနေထားမျိုးနဲ့ဒါပြောသွားတာပေါ့နော်ဆိုတော့လုံးဝဝမ်းသာစရာကဒီဖမ်းမဲ့စင်းထဲမှာမယောင်းနိုင်ရဲ့သားနဲ့သမီးပါလာတဲ့ကိစ္စပါဗျာနော် DKBA ရဲ့စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်နဲ့ထိတ်တန်းခေါင်းဆောင်များကိုအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC ကနိုဝင်ဘာလ12ရက်နေ့မှာပိတ်ဆို့အရေးယူလိုက်တယ်လို့နေဇက်ကနော် Starlink Internet ကိုပိတ်ချတာ DKBA ထင်းချုပ်နေမျိုးတွေထဲမှာရှိတဲ့ထန်ချမ်းဝင်းတွေကိုဒါကျွန်တော် online ကနေစစ်စီရင်လှုပ်ဆောင်ခဲ့ပြီး internet စာမျက်နှာတွေကိုအထူးတပ်ဖွဲ့ကပိတ်ချတာမျိုးတွေလှုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်နော်ဆိုတော့ DKB ရဲ့တာဝန်ရှိသူတွေကတော့မနေ့ကတော်တော်လေးကိုငိုပြကြရတယ်ပေါ့နော်အခုကလူကိုယ်တိုင်လာဖမ်းမယ်ကျွန်တော်တို့ရဲ့ဒါ online ပေါ်မှာလုပ်နေတဲ့ဟာတွေကို happy တော့ဒါပိတ်ချတာမျိုးတွေလှုပ်ဆောင်နေပြီပေါ့နော်မနေ့ကဘာတွေငိုပြလာလဲဆိုတော့ American နိုင်ငံကနိုင်ငံကြီးဖြစ်လို့ကျွန်တော်တို့လှုပ်လေခံရမှာပဲတဲ့နော်ကျွန်တော်ဗိုလ်ချုပ်တွေကတဲ့သူများပတ်စံပေးတာတော့တဲ့မယူခဲ့ဘူးပါဘူးတဲ့ DKBA ကိုအခုလိုမျိုးဆွဆွဲပြောဆိုရေးဆိုတာကတော့တရားမျှတပါတယ်ဆိုတော့ American နိုင်ငံကလည်းဟုတ်တာရောမဟုတ်တာရောပြောတတ်တာအခုမှသိတယ်တဲ့ကျွန်တော်တို့စီလာရင်တော့တောင်ရတဲ့ကထွက်တဲ့ငရုတ်တီးပဲဖမ်းလို့ရမယ်တဲ့သိမ်းလို့ရမယ်တဲ့သူများလိုဒေါ်လာတွေရွှေတွေပတ်စံတွေအများကြီးရဖို့မရှိဘူးဆိုပြီးတော့ဗိုလ်ချုပ်ဆန်းအောင်က ARD သတင်းဌာနနဲ့အင်တာဗျူးမှာပြောလာခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ကအခုချိန်ကနေအမေရိကန်ကဒါဝင်ဖမ်းတော့မယ်ဆိုတော့ပေါ့နော်လူတို့ကကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေဗျနော်လုံးဝတက်တေကိုဖျောက်ဝတ်အတွက်လှုပ်ဆောင်နေရဖြစ်တယ်ဘလို့ဖြစ်ပါသူတို့တွေကိုအမေရိကန်ကဖမ်းမှာမယ်နော်မင်းအောင်လိုက်ရေးသားနဲ့သမီးပါပါတယ်မချခင်မှာနော်မင်းအောင်လိုက်တို့ကတော့စက်သိမ့်မဲ့နေထားမှရှိနေရတယ်ဖြစ်ပါတယ်နော်မင်းအောင်လိုက်ရေးသားနဲ့သမီးတာဖမ်းခိုင်းရတော့ဗျာတိုင်းကလုံးဝထားကုန်မဲ့နေထားပဲ ole tuai zak dan hi paina nang na hiam lo na hiam mate aman ma diam chi khat tua comment angel ke wale tua za chino